ရီတီရဲ့အတော်ရှိုးပါကဒီလီမြို့မှာနေထိုင်တာပါပရီတီရဲ့ဖီကိုပါကသူ့တနည်းကိုမြို့မှာရှိတဲ့အတော်အိမ်မှာနေပြီးကောလိပညာသင်စေခြင်းနေတာပါပရီတီညီအတော်ကဆိုနီယာတင်နေတဲ့ကောလိမှာစကားပြောထားပြီးအဝတ်အစားနဲ့ပစ္စည်းတွေအကုန်သိမ်းဆည်းထားလိုက်တော့မနှက်ဖြက်မနှက်ပဲဘတ်စကားနဲ့တွားရမှာပရီတီရှိုးပါအိမ်မကတကယ်ကိုစိတ်ထားကောင်းတဲ့သူပါညီကိုတခြားကယူစိတ်ပြီးမှာပါလို့ပြောလိုက်ပါတယ်နောက်တနေ့မှာတော့ပရီတီကဘတ်စကားစီးပြီးဒေလီကအတော်အိမ်ကိုရောက်သွားခဲ့ပါတယ်ဆိုနီယာကသူ့အမေရှိုးပါကိုမိမိရဲ့ဒီတော်သူမလီကိုကြောင်းသွင်းဖေးဖို့သမီးတက်နေတဲ့ကောလိကိုပဲရွေးရသလားလို့မေးလိုက်ပါတယ်ဆိုနီယာအတန်တိုးဖြိုးပါအောင်ပရီတီအပြင်မှာရှိနေတယ်လीပြီးတော့ညီအမေကိုယ်တိုင်လဲရွာကလာတဲ့သူဆိုတာမမေ့နဲ့ဦးလို့ပြန်ပြောတော့ဆိုနီယာကမိမိဘာပဲပြောသမီးကိုဒီတော်သူမလီနဲ့ဝေးမှာပဲထားပေးပါမဟုတ်ရင်သမီးရဲ့ဂုဏ်သိက္ခာတွေထိခိုက်ကုန်လိမ့်မယ်သူအခန်းထဲဝေလာကလေးကနွားချင်းနံတွေရနေသလိုပဲလို့ပြောလိုက်ပါတယ်ပရီတီကဆိုနီယာပြောသမျှကိုကြားနေရပြီးမြဲအတော်ဖွင့်သူရဲ့အေးချမ်းတဲ့စိတ်ထားကြောင့်ဘာမှပြန်မပြောဘဲအသာလေးငြိမ်နေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ပရီတီကကောလိသွားဖို့ပြင်ဆင်နေချိန်မှာဆိုနီယာကညီကဒီတော်သူမဝစ်တဲ့ချူရီတာဝတ်စုံကြီးနဲ့ကောလိသွားမလို့လားလို့လောင်းလိုက်ပါလေဒါပေမဲ့ရွာမှာတုန်းကလည်းဒီလိုဝတ်စုံပဲဝတ်နေကြမို့ဒါပဲယူလိုက်ခဲ့တာပါလို့ပရီတီကပြန်ပြောပါတယ်မဟုတ်တာပရီတီရဲ့ညီဝတ်ထားတဲ့ဝတ်စုံလေးကတကယ်ကိုလှပါတယ်ဆိုနီယာကညီကိုနှောင်းနေတာပါပြီးတော့အတော်ဒရိုင်ဘာကိုပြောထားပြီးဒီနေ့ဆိုနီယာနဲ့အတူတူကောလိထော်လိုက်နော်လို့ရှိုးပါကပြောလိုက်ပါတယ်ဆိုနီယာကတော့မျက်နှာကြီးစူပုတ်ပြီးကားပေါ်တက်ထိုင်နေခဲ့ပါတယ်ပရီတီလည်းကားပေါ်တက်ပြီးဆိုနီယာပြီးမှတိတ်တိတ်လေးထိုင်လိုက်ရပါတယ်လမ်းတစ်လျှောက်လုံးပရီတီကစကားပြောဖို့ကြိုးစားပြီးမယ်ဆိုနီယာကတော့မိတ်ကပ်လင်းတာနဲ့ဆယ်ဖီရိုက်တာမှပဲအလုပ်ရှုံနေခဲ့ပါတယ်ကောလိမရောက်ခင်မှာပဲဆိုနီယာကဒရိုင်ဘာကိုကားရက်ခိုင်လိုက်သည်ဒရိုင်ဘာကားရက်လိုက်ပါတော့ပရီတီညီအခုစင်တော့လို့ပြောပါတယ်ဒါပေမဲ့ဆိုနီယာမမလေးကောလိကမရောက်သေးဘူးလေလို့ဒရိုင်ဘာကပြောပြီးမဲ့ဆိုနီယာကဒရိုင်ဘာကျမခိုက်တာကိုမဲ့လှုပ်ဆန်းပါပရီတီညီကောလိကိုလမ်းလျှောက်ပြီးတယောက်ထဲသွားလိုက်တော့သမီးရဲ့တငယ်ချင်းနေသမီးတို့နှစ်ယောက်ကိုအတူတူမြင်သွားမှမလို့ချင်းဘူးလို့ပြောပြီးပရီတီကိုကားဘောကဆင်းခိုက်လိုက်ပါတယ်ကားကလည်းမောင်းထွက်သွားခဲ့ပါပြီပရီတီကလမ်းလျှောက်ပြီးကောလိကိုရောက်လာချိန်မှာဆိုနီယာစီသွားပြီးဆိုနီယာခဏလောက်နားထောင်ပါအောင်လို့ခေါ်လိုက်ပါတယ်ဆိုနီယာသူငယ်ချင်းပါရဲ့ကဆိုနီယာဟိုချူရီတာဝစ်ထားတဲ့ခေါင်းမလေးကနင့်ကိုခေါ်နေတယ်လို့ပြောတော့ဆိုနီယာကပါရဲ့နင်ထမင်းစားဆောင်မှခဏဆောင်နေအောင်ငါလာခဲ့မယ်လို့ပြောသည့်ပရီတီစီသွားလိုက်ပါတယ်ဘာတိတာလဲပရီတီငါနားမလာပါနဲ့လို့ပြောထားတယ်မဟုတ်လားလူတွေအများကြီးရှေ့မှာဘာလို့အကျယ်ကြီးလာခေါ်နေတာလဲလို့ငေါ့လိုက်ပါတယ်ပရီတီကဆိုနီယာဒီမှာကဘသူ့ကိုမှမသိလို့နင့်ကိုခေါ်လိုက်တာပါငါကိုတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးပါအောင်လားလို့ပြောတဲ့အခါမှာတော့ဆိုနီယာကအေးလီမိတ်ဆက်ပေးရမှာပေါ့လာထမင်းစားဆောင်ကိုလိုက်ခဲ့အားလုံးနဲ့မိတ်ဆက်ပေးမယ်လို့ပြောပြီးခေါ်သွားပါတယ်တငယ်ချင်းတို့ဒါကတော့ရွာကနေလာတဲ့ရင်ချေးတိမ်မွေတဲ့အမင်္ဂလိပရီတီတဲ့သူကနင်တို့နဲ့မိတ်ဆက်ချင်လို့တယ်လို့ပြောလိုက်ပါတယ်တငယ်ချင်းတွေကလည်းဟုတ်ပြီလီပရီတီငါတို့နဲ့အတူတူလာထိုင်ပါအောင်လို့ခေါ်ကြပါတယ်ပရီတီကကိုလာထိုင်မှထိုင်မှုလုပ်တဲ့အချိန်မှာပဲဆိုနီယာကကိုလာထိုင်ကိုဆွဲဖယ်လိုက်တာကြောင့်ပရီတီမြေကြီးပေါ်ကိုလည်းကြားသွားခဲ့ပါတယ် sorry နော်ပရီတီနင်တခြားကိုလာထိုင်မှထိုင်မလို့ထင်နေတာကိစ္စမရှိပါဘူးဒီကိုလာထိုင်မှပဲထိုင်လိုက်တော့နော်လို့လောင်ပဲပြောလိုက်ပါတယ်တနာစရာကောင်းတဲ့ပရီတီကိုအဆက်ခွေရတာဆိုနီယာအထက်တော့နည်းနည်းလေးတောင်ရှက်စရာလို့မထင်ခဲ့ပါဘူး။ဒါကိုကြည့်ဒီကောလိကကြောင်သားတွေအကုန်လုံးဝိုင်းရဲကြပါတယ်။ဆိုနီယာကပရီတီကိုနေတိုင်းတီးလို့ပဲနေဆက်နေခဲ့တာပါ။ကောလိမှာဆိုနီယာရဲ့တငယ်ချင်းအလေးအလွင်းတယောက်ဖြစ်တဲ့မိုဟစ်ဆိုနာရှိပါတယ်။ဒီနေ့မှာတော့မိုဟစ်ကဆိုနီယာဒီနေ့ငါမွေးနေ့ပါတီကိုလာမှာမဟုတ်လား။ဒီနေ့တော့ဘာစင်ချေမှလာမခံဘူးနော်။ယနေ့ကျရင်ကလပ်ကိုလာခဲ့ရမယ်လို့ဖိတ်ပါတယ်။ဆိုနီယာကလည်းမိုဟစ်နင်ကငါရဲ့အရင်နေ့ဆုံးတငယ်ချင်းပဲဟာငါထေချပေါက်လာမှာပေါ့လို့ကတိပေးလိုက်ပါတယ်ဆိုနီယာကပါတီသွားဖို့ပြင်ဆင်နေတော့အမေဖြစ်သူကဆိုနီယာဒီနေ့တော့ပရီတီကိုတခါတည်းခေါ်သွားရမယ်နော်မငီးနဲ့တော့ငါဖြိုးပြီးပြီလို့အမိန်ပေးလိုက်ပါတယ်ဆိုနီယာလည်းမတက်တာပဲဟုတ်ကဲ့ပါမေမေဒါပေမဲ့သူ့ကိုဂျင်းပေါင်းပြီးနဲ့တီရှပ်ပဲဝေခိုက်လိုက်ပါလို့ပြောပြီးခေါ်သွားပါတယ်ပါတီရောက်တော့ဆိုနီယာကပရီတီကိုစာပွဲတစ်ခုမှထိုင်ခန်းထားခဲ့ပြီးမိုဟီတိုသူငယ်ချင်းတွေစီသွားလိုက်ပါတယ်ဟိုင်းဆိုနီယာငါစကားကိုနားထောင်ပြီးလာပြီးလို့ကျေးဇူးများကြီးတင်နေဟာလာငါနဲ့အတူတူခတ်ခုံရအောင်လို့မိုဟီကခေါ်တော့ပါတယ်ဆိုနီယာလျောမိုဟီတိုနဲ့အတူတချင်းတန်တွေကြားမှာခတ်ခုံပြီးပျော်နေခဲ့ပါတယ်ပရီတီကရေတောက်ဖို့ကောင်းတာကိုသွားတဲ့အချိန်မှာတော့ဒီဖရော်ရေထက်ခုဆေးဘယ်နှလုံးထည့်လိုက်တာလဲလူမင်းနေတဲ့အတန်ကိုကြားလိုက်ရပါတယ်
စိတ်ချစမ်းပါကွာငါထဲလိုက်တဲ့ဆေးကမနှက်မတိုင်မချင်းဆိုနီယာထက်နိုးလာမှာမဟုတ်ဘူးလို့ပြောနေတာကိုကြားလိုက်ရတဲ့အခါပရီတီကသူတို့ဆိုနီယာကိုဘာတွေပြောနေကြတာလဲဘာတွေတိုက်မလို့လဲငါဆိုနီယာကသွားပြောမှထီမယ်သူတို့တခုခုမကောင်းတာလို့ဖို့ကြံနေကြပြီလို့တွေးလိုက်ပါတယ်မိုဟီကဆိုနီယာအသက်ဖြော်ရည်ယူလာဖေးတဲ့အချိန်မှာပရီတီကပြေးသွားပြီးဆိုနီယာသူတို့ဒီရေထဲမှာတခုခုထည့်ထားတဲ့ဒါကူမတောင်းနဲ့ဘူးလို့တားလိုက်ပါတယ်ဆိုနီယာကနင်ဘာဒီလာပြောနေတာလဲလူစိတ်တိုးသွားပါတယ်မိုဟီကလည်းဆိုနီယာဒီကောင်မလေးကဘာတူလဲကောလိပ်မှာလည်းငါနာကိုကတ်ဖို့စူးစမ်းနေတာငါကဂယူးမဆိုင်လို့အခုဒီမှာလာပြီးရှောက်ပြောနေတာပဲနင်ဘာလို့ဒီတောသူမလေးကိုငါပါတီကိုခေါ်လာတာလဲပါတီတလုံးပြတ်ကုန်ပြီလို့ပြောပါတယ်ဆိုနီယာကတကယ်ပဲငါအမားပါနင်ကိုဒီပါတီကိုခေါ်လာမိတာအခုချက်ချင်းအော်တိုငါပြီးပြန်တော့နင်မျက်နှာကိုဒီမှာထပ်မမြင်ချင်းဘူးလုံချုံကြီးဒီကောင်မလေးကိုအခုချက်ချင်းအပင်ထုတ်ပေးပါလို့ပြောပြီးနှင်ထုတ်လိုက်ပါတယ်ပရီတီကတော့မတက်တာပဲတော့ပြင်ထွက်သွားရပေမယ့်ဆိုနီယာစီပြန်သွားဖို့နီလန်းရှာနေခဲ့ပါတယ်အထဲမှာတော့မိုဟီကဆိုနီယာကိုစီးခတ်ထားနေဖြိုရေးတိုက်လိုက်ပါတယ်မိုဟီငါခေါင်းတွေမူးနေပြီးတမျိုးကြီးဖြစ်နေတယ်လူဆိုနီယာကပြောတော့မိုဟီကဒါဆိုရင်ငါတို့အပေါ်ထက်ကအခန်းကိုတွားရအောင်လေလူပြောပြီးဆိုနီယာကိုဟိုတယ်အခန်းထဲခေါ်သွားပြီးအခွင့်ကောင်းယူဖို့ကြိုးစားပါတော့ပါတယ်မိုဟီမကိုလွှတ်ပေးပါဘာဒီလုံနေတာလဲကဲကြပါအောင်တယောက်ယောက်ကဲကြပါအောင်လူဆိုနီယာကအော်ပါတယ်မိုဟီကဘာလို့လဲကောလိပ်မှာတုန်းကတော့စတိုင်ဒီထုတ်နေပြီးတော့အခုကြမှာဘာလို့ရှက်နေတာလဲငါကနင်းရဲ့အရင်နှီးဆုံးတငယ်ချင်းမဲ့လီငါကိုဘာရှက်နေစရာလို့လေလူပြောနေတော့မှပဲတကားကိုလာခောက်တဲ့အဆန်တွေကြားလိုက်ရပါတယ်ဆိုနီယာကအားတင်းပြီးတကားကိုဖွင့်လိုက်တဲ့အခါမှာတော့ပရီတီနင်းလို့ဆိုရင်တတိလင်မတတ်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာအတော်ဖြစ်သူရှိုးပါလဲဟိုတယ်ကိုရောက်လာခဲ့ပါတယ်ပရီတီကရှိုးပါစီဖုန်ဆက်ပြီးအကြောင်းစုံကိုပြောပြထားခဲ့တာပါရှိုးပါကဟိုတယ်မန်နေဂျာနဲ့စကားပြောပြီးပရီတီကိုအထဲဝင်ခွင့်ရအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်ဆရာဒီကောင်လေးကဆိုနီယာကိုဆေးခတ်ထားတဲ့ဖြိုးရည်တိုက်တာပါလူပရီတီကပြောလိုက်ပါတယ်လုံချုံရဲ့ဒီလူရုပ်မာကိုဖမ်းထားလိုက်ဟိုတယ်မှာလာပြီးဒီလိုတွေလုပ်နေရတာလားနင့်ကိုရဲလက်အပ်ရမယ်အစပက်ကကြီးဒီလူကိုဖမ်းထားလိုက်ပါဒီလိုအင်ကြီးအိမ်ကောင်းကသားသမီးတွေကိုထောင်နှန်းဆန်ခိုင်းဖို့လိုအပ်တယ်လို့ရှိုးပါကပြောလိုက်ပါတယ်ရှိုးပါကပရီတီနဲ့အတူဆိုနီယာကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဆိုနီယာကပရီတီညကိုခွင့်လွတ်ပေးပါငါနင့်ကိုအမဲတန်းစော်ကားခဲ့မိတယ်တော့သူမလေးလို့ခေါ်ပြီးနှင်ခဲ့ပြီးမယ်မနီးကတော့နင်းကပဲငါရဲ့တိတ်ခါကိုကဲ့တင်ပေးခဲ့လာပါငါအမားဒီကိုငါတိသွားပါပြီပရီတီရနင့်ညီမလေးကိုခွင့်မလွတ်နိုင်ဘူးလားလို့တောင်းပန်လိုက်ပါတယ်ပရီတီကခွင့်လွတ်ပေးနိုင်ပါတယ်ဒါပေမဲ့ကတိတစ်ခုတော့ပေးရမယ်ကောလိပ်ထမင်းဆောင်မှာငါကိုစာမှုစာကိုယ်တိုင်ပဲကျွေးရမယ်နော်လို့ပြောလိုက်ပါတယ်အိနီကစားဒီပရီတီအပေါ်ဆိုနီယာရဲ့အဖြူအမူတွေအကုန်ပြောင်းလဲသွားခဲ့ပါတယ်ရှိုးပါကလည်းဒါကိုကြည့်ပြီးအယံဝမ်းသာသွားခဲ့ရပါတယ်ဒီလိုနဲ့မြို့ပြကမင်းကလေးနဲ့ကြီးလက်ကမင်းကလေးတို့ဟာတငယ်ချင်းကောင်းတွေဖြစ်သွားကြပါတော့ပါတယ်